လောကကြီးတစ်ခုလုံးဟာပျော်စရာမကောင်းဘူးဆိုတဲ့အတွေးကိုတွေးပါလောကလူတွေကတော့ပျော်စရာတွေကြီးပဲတွေးတယ်နော်ပျော်စရာမကောင်းဘူးဆိုတာမတွေးဘူးပျော်စရာကောင်းတာတွေကြီးပဲတွေးတယ်ဒီနားမပျော်ရင်ဟိုနားသွားမယ်နော်ကိုမျိုးတဲ့နေရာရင်ပြင်းလို့ရှိရင်ဟိုကဝေဆောင်တို့ဘာတို့ရွှေတောင်တို့သွားလိုက်မယ်ပေါ့အဲ့တော့အပန်းဖြေတယ်ဆိုတဲ့နာမည်နဲ့သွားတာပေါ့အဲ့ကြောင့်အဲ့တော့မြတ်စွာဘုရားကအေးအဲ့ဒါလို့မဟုတ်ဘူးသဗ္ဗလောကေအနဘိရတတင်ညာလောကကြီးတစ်ခုလုံးဟာပျော်စရာမကောင်းဘူးဆိုတဲ့အတွေးလေးကိုတွေးပေးပါစိတ်ပြည့်ဖို့တွေးခိုင်းတာမဟုတ်ဘူးတဲ့ဘာဖြစ်လို့တွေးခိုင်းတာတော့ဆိုလောကရဲ့အဆန်းတကျအရာဒီပေါ်မှာလူတွေဟာစိတ်ကအမြဲတမ်းဝင်စားပြီးတော့နေတယ်တွေ့တာမဲမောမှုလောကကြီးထဲမှာပျော်စရာတွေရှာပြီးတော့အပျော်ကြီးပဲလိုက်ပြီးတော့ကြည်နေတတ်တယ်အဲ့ဒါလို့ကြည်နေလို့ရှင်အပျော်တွေပေါ်မှာနစ်မွန်းပြီးတော့ကုသိုလ်ကောင်းမှုဆိုတာလည်းမလုပ်ဖြစ်တော့နောက်ဆုံးမှာဆင်းရဲဒုက္ခတွေနဲ့ကြုံပြီးတော့တန်တရားမထွက်နိုင်တဲ့အနေအထားမျိုးရောက်လာတယ်ဒါကြောင့်မို့လောကကြီးကထွက်မြောက်ဖို့အတွက်လောကကြီးရဲ့ပျော်စရာမကောင်းတဲ့အချက်လက်တွေကဲဒါဖြင့်ဘယ်လိုတွေးမလို့ပျော်စရာမကောင်းဘူးဆိုတာအေးငါတို့ကတနေ့တခြားအိုးအိုလာတယ်ဘယ်ပျော်စရာကောင်းမလဲခေါင်းပေါ်ကသပင်လေးတွေကလည်းတစ်ချောင်းပြီးတစ်ချောင်းတိတ်တိတ်လေးချူးလာဆေးသွားဆိုရတယ်သွားလေးတွေကလည်းနဲ့လာတယ်ကျွတ်တယ်သွားဆိုင်ဆိုင်သွားရတယ်လှုပ်ရင်းနဲ့ပျောက်သလားဆိုမပျောက်ဘူးပေတွေကတွန့်လာနောက်ဆုံးကြတော့အဖိုးဖွားကိုရောက်သွားတာပဲဖြစ်သွားတာပဲလှုပ်ရင်းနဲ့ရိုင်သွားတာပဲမရတော့နော်အိုကောင်းလာတယ်လို့မအောင်မေးလေနဲ့ပိုးပို့ဆိုးလာမှာအကြီးပဲတနေ့ပြီးတနေ့ပိုးပို့ဆိုးလာဖို့သာမျှော်လင့်စရာရှိတယ်နော်ကောင်းလာလိမ့်မယ်လို့မျှော်လင့်တဲ့ပုဂ္ဂိုလ်ဟာဒါမျက်စိမိတ်ပြီးယုံကြည်တာသာဖြစ်တယ်တကယ်ကတော့လူဘဝရဲ့ခန္ဓာကိုယ်ကြီးက getting older and older hopeless ပဲတကယ်ကို hopeless နော်ဘာမှမျှော်လင့်စရာမကောင်းဘူးပြီးတဲ့ကောင်းလာဖို့တော့မမျှော်လင့်နဲ့ပို့ပို့ဆိုးသွားမယ်ခန္ဓာကိုယ်ကြီးကအဲ့တော့ဒီလိုခန္ဓာကိုယ်ကြီးနဲ့ပတ်သက်ပြီးလောကကြီးနဲ့ပတ်သက်ပြီးတော့စိတ်ပြည့်စရာတွေညှင်းငွေ့စရာတွေဆင်ញင်စဉ်းစားပေးဖို့လိုအပ်တယ်တဲ့အဲ့ဒါလို့ဆင်ញင်စဉ်းစားပေးနိုင်မှလောကကြီးကထွက်ပေါက်ဆိုတာရှာတွေ့မှာအနုဘုဆိုရင်လောကကြီးတွေကထွက်ပေါက်မရတော့ကြက်ချန်တဲ့ကကြက်တွေလိုပဲနော်တွန်လိုက်တကောင်းစိတ်လိုက်နဲ့ပြောနေကြအောင်မှာပဲပေါ့တန်တရားထဲမှာအဲ့ဒါလိုပဲနေဦးမယ်